ဝိတ်ထိန်းနေတဲ့အမျိုးသမီးတို့ဒီလိုမျိုးအရသာရှိတာလေးတွေစားတော့တကယ်ချင်းတို့အရသာလည်းရှိတယ်ဈေးလည်းသက်သာတယ်ဒိန်ညင်နဲ့လည်းစားလို့ရတယ်နိုးနဲ့လည်းစားလို့ရတယ်ကွာသလားဒီတိုင်းစားရင်တော့မှ तू ကအရသာရှိနေအုတ်ထုံလေးတွေကအစားပါမယ်ဒါလေးတွေကဘလူးဘယ်ရီဒိန်ညင်သုံးလေးတွေဒါလေးကဒိန်ညင်သုံးရိုးဒိန်ညင်သုံးလေးတွေလည်းပါတယ်ဒီလိုမျိုးဗာလေစပစ်သီးကြောက်တွေပါမယ် तू ကကီဝီသီးကြောက်တွေပါမယ်ဒီမှာကီဝီသီးကြောက်ပါမယ်စပစ်သီးကြောက်အစစ်အဆန်အစုံပါပါတယ်ဒီလိုမျိုးငပြောသီးကြောက်တွေကအစားပါတယ်ဒီမှာကြည့်အလားလာလည်းရှိရခါလို့လည်းကောင်းတာနော်တက်တက်ကြွတယ်မကြီးဒိန်ညင်သုံးလေးတွေပါတော့တော်ကြိုက်တယ်ဘယ်အသီးကြောက်နဲ့မှမထူတာအဲ့ဒါပဲဒီမှာ900ကိုလည်းဒီလိုမျိုးဘူးကြီးတစ်ဖို့မှာဘတ်60ကျော်ပို့ကခါမနေရပါတယ်မဟုတ်ဆို2ဘူးယူတာပါနော်ငါတို့ဒါဆိုခရဲရောင်လေးမှာလည်းမတိဒိန်ကြီးငဲလေးတွေပါမယ်အတီးကြောက်တွေပါအစုံပါပဲကွာလားခရဲရောင်ကကျတော့အတီးကြောက်တွေအစုံပါတာပန်းလူရောင်လေးရှိတယ်ပန်းလူရောင်လေးကကျတော့အစစ်အဆန်တွေပုံများတာကွာလားဒီပန်းရင်းရောင်လေးဒါလေးကပန်းရင်းရောင်လေးကကျတော့အစစ်အဆန်ရောအတီးနံတွေရောအကုန်လုံးရောထားပေးတာလေဒါမျိုးလေးမကွက်2ဘူးယူထားပါတယ်တကယ်ချင်းတို့လည်းစားခြင်းနေဆိုလို့ရှိရင်တော့မကူအောင်မှာစင်အောင်လေးထားပေးရနော်